အရန်ရှားပါတဲ့ရေမွေးတွေမှာသုံးတဲ့ဒီရေမွေးကုန်ကြမ်းတွေပေါ့ raw material ကိုပဲသုံးတဲ့ brand တစ်ခုအကြောင်းကိုကျွန်တော်ပြပြမှာဗျအဲ့ brand တွေကကျွန်တော်ရေမွေးတစ်လုံးဝယ်လာတယ်အဲ့ဒါတော့ Clive Christian ဗျဆိုတော့တော်တော်လေးရှားပါတယ်တော်တော်လေးလည်း quality အရန်ကောင်းတယ်ဆိုတော့ဒီထဲမှာမပါခင်မှာဒီကောင်တဲကပေးတဲ့ sample ကိုကျွန်တော်ပြမယ်ဗျအရန်မိုက်တယ်ဘယ်ရေမွေးကုမ္ပဏီမှာမှဒီလောက်ထိမိုက်တဲ့ sample မရဘူးဗျသူက original plain ဟိုမှာသူကအပေါ်က spray ပါပါတယ် spray ဖြန်းတဲ့ဟာပါပါတယ်ဒီကောင်က sample လက်ဆောင်ထည့်ပေးလိုက်တာဒီကောင်ကဆိုတော့ကျွန်တော်ဝယ်လာတဲ့ကောင်ကကြတော့ဒီကောင်ဗျဒီကောင်အောက်ချလိုက်တော့မယ်ဆိုတော့ဒီကောင်ကကြတော့ Clive Christian ရဲ့ original collection ဒီမှာရေးထားရပြ original collection ရဲ့ဒီကောင် X feminine လို့ခေါ်တာဒီကောင် main လေးသုံးရင်မွေးဒါပေမဲ့ကျွန်တော်ကြိုက်လို့ကျွန်တော်သုံးမှုဝယ်လာပြဒီကောင်ကဆိုတော့အရန်ရှားပါတဲ့ဒီကုန်ကျန်းတွေကိုသုံးလို့ရှိရင်သူကပုံမှန်အပြင်ဆိုလို့ရှိရင်သူတို့က ultra niche လို့သူတို့ကသတ်မှတ်ကြတယ်ပြောကြတယ်ဒီကောင် ultra niche လို့ပြောလို့ရတယ်ဒီကောင်ဆိုတော့ဒီမှာဘာပါလဲဆိုတော့သူကဒီ Egypt ကဒီစပယ်ပန်းနဲ့ Cashmere mask ကိုသုံးထားရပေါ့လေဒီကောင်ကဆိုတော့ကျွန်တော်ဝယ်လာတော့50 ml ဆိုတော့50 ml ကို73သိန်း14သိန်းဝန်းကျင်တော့ပေးရတယ်ဗျဒီကောင်73သိန်းပဲကမှာ15သိန်းဝန်းကျင်လောက်ရှိမယ်ဆိုတော့50 ml 15သိန်းကတော့တော်တော်လေးဈေးများရဲ့ရေမွေးမှာပါရဗျဒီကောင်ကသူ့ရဲ့ packaging ကတော့ပူကတော့တော်လေးမိုက်တယ်တော့ဘေးရန်ဖွင့်ရတာဆိုတော့ဒီလိုပုံစံလေးပေါ့ဆိုတော့အရန်မိုက်တယ်ပူကဆိုတော့ collect လုပ်လို့အရန်ကောင်းတဲ့ရေမွေးမှာပါတယ်ဆိုတော့ယောက်ျားလေးသုံးဝယ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကဒီကောင်းအနံ့ကိုနည်းလေးပို့ပြီးတော့စိတ်ဝင်စားလို့ဗျဒီမှာကတော့သူ့ရဲ့စာအုပ်လေးပါတယ်ဆိုတော့သူ့ရဲ့ဒီအဖုံးကကြတော့သူကဒီတရက်ဖူးပုံစံလုပ်ထားတာပေါ့လေဒီကောင်က England House ဆိုတော့သူတို့ရဲ့ဒီ signature ပုံစံဆိုတော့ဒီကောင်2001ထဲကထွက်ခဲ့တဲ့ရေမွေးဗျဒီကောင်ကဆိုတော့ဒီကောင်ကိုကျွန်တော်စမ်းပြီးတော့တရက်2ရက်လောက်မှာပဲကျွန်တော်ကြိုက်လို့ပြန်သွားပြီးတော့ဝယ်တဲ့ရေမွေးပေါ့ဒီကောင်ကဆိုတော့ဒီကောင်ကဘာလို့ကျွန်တော်ဝယ်လာလဲဆိုတော့ဒီကောင်ကအသားပေါ်မှာတော်တော်လေးခံတယ်ပြီးရင်ဒီကောင်က project အရင်တိတ်တော့မလုပ်ဒီဘေးသူအနှောက်ယှက်မဖြစ်တဲ့အနံ့ projection မျိုးပြီးရင်သူ့ရဲ့အနံ့ကလည်းတော်တော်လေးမိုက်တယ်သူ့ရဲ့ top မှာကျတော့ကျွန်တော်တို့ဒီမမွန်ဒီအချိုပြောလို့ရှိရင်ကျွန်တော်တို့ဒီတခြားလိမ်မော်သီးတို့ပြီးရင်ဒီတောလျှောက်သီးတို့အဲ့လိုမျိုး fresh ဖြစ်တဲ့အပြင်နည်းလေးအချိုမသိမသာပါတယ်ဆိုတော့အဲ့အပြင်မှာသူ့ရဲ့ base မှာဆိုတော့ပြောရဲ cashmere mask ပေါ့ဆိုတော့သူ့ရဲ့ mask ကတော်တော်လေးမိုက်တယ်တော်တော်လေး smooth ဖြစ်တယ်အနံ့တော့ဒီရေမွေးကတော်တော်လေးကိုမင်းလေးအတွက်ဆိုလို့ရှိရင် versatile တော်တော်လေးဖြစ်တယ်နေ့စဉ်သုံးလို့ကောင်းတဲ့ဒီမွေးမှာပါတယ်ဒါပေမဲ့ဒီကောင်ကဈေးနဲ့တော့များတယ်ဗျနေ့စဉ်သုံးဖို့အတွက်ကဆိုတော့တော်တော်လေးမိုက်တယ်ဗျဒီကောင်ကဆိုတော့ဒါကတော့ကျွန်တော် Clive Christian ရဲ့ဒီ original collection ရဲ့ unboxing ဖြစ်ပါတယ်ဒီကောင်က feminine ပေါ့ဟိုဒီကောင်ကကြတော့ဘယ် collection တွေကလဲဆိုတော့ဒီကောင်က Crown collection ဗျ Crown collection ရဲ့ Town and Country ရဲ့ဒီကောင်ကျွန်တော်စမ်းကြည့်ပြီးဒီကောင်လည်းမဆိုးတော်မိုက်တယ်ဒီကောင်လည်းအနက်တော်လေး unique ဖြစ်တယ် fresh ကိုမှတော့ wood တွေနဲ့ပေါင်းထားတာတော်လေးမိုက်တယ်ဆိုတော့ဒီ collection အပြင်ကိုတော့တခြားဒီ Noble collection တွေရှိတယ် Noble collection မှာတော့6မျိုးလောက်ရှိတယ် Noble 7တို့8တို့ပြီး19တို့21တို့အဲ့လိုမျိုးရှိရပြီးရင်1872 collection တို့လည်းရှိရပြီး collection တွေအများကြီးရှိရသူကဆိုတော့အဲ့ဒါမှာကျွန်တော်ကဒီ original collection တွေက X ဒီ main လေးသုံးရင်မွေးဝယ်လာဖြစ်ပါတယ် peace